လာပါခင်ဗျာစာပေပုံ channel မှာပြန်လဲကြိုဆိုပါရစေဒီကနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့အောင်မြင်လို့တူတိုင်းစီမှာရှိတင်တဲ့အချက်၅ချက်ပဲဖြစ်ပါတယ်ခင်ဗျာအစီအစဉ်လေးမစတင်ခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe ပြုလုပ်ပြီးခေါင်းလောင်းလေးနှိပ်သွားဖို့လဲတောင်းဆိုပါရစေအစီအစဉ်လေးစလိုက်အောင်မြင်လို့တူတိုင်းမှာရှိတင်တဲ့အချက်၅ချက်ကပါလေလဲဆိုတာကျွန်တော်တို့ကြည့်လိုက်ရအောင်နံပါတ်1ပထမအချက်အိမ်မက်ရှိရမယ်ရင်မှန်းချက်အိမ်မက်ကြီးမက်ပါရဲမက်ပါဘွားတစ်ခုလုံးပြောင်းလဲနိုင်လောက်အောင်မက်ပါအရင်ကတင်မမက်ရဲတဲ့မမက်ဘူးတဲ့အိမ်မက်ကိုဒီနေ့ပဲမက်လိုက်ပါရင်မှန်းချက်အိမ်မက်မက်တဲ့နေရာမှာလက်ရှိဘွားကိုခဏမေ့ထားပါတင်အမှန်တကယ်ဖြစ်ချင်တဲ့ဘွားမျိုးတင်တကယ်လူချင်တဲ့ဘွားမျိုးတင်အမှန်တကယ်ရောက်ချင်တဲ့ဘွားမျိုးဖြစ်ဖို့လိုပါတယ်နံပါတ်2ဒုတိယအချက်ယုံကြည်ရမယ်တင်တကယ်လူချင်တဲ့ဖြစ်ချင်တဲ့အိမ်မက်ကိုတင်တကယ်တိပြီဆိုရင်တိယုံနဲ့မရသေးဘူးငါအဲ့ဒီအိမ်မက်ကိုဖြစ်စေရမယ်လို့ယုံကြည်ရမယ်တင်ကိုတင်မမယုံကြည်ရင်မယုံကြည်ရဲရင်အခြားသူကတင်ကိုယုံပေလို့ယုံကြည်ရမလဲအခြားသူယုံမယုံတင်ကိုတင်ယုံကြည်ဖို့လိုတယ်တင်ဖြစ်ရမယ်လို့အပြည့်အဝယုံကြည်လိုက်ပါနံပါတ်3တတိယအချက်တင်ယူရမယ်တင်ကိုတင်ယုံကြည်ယုံနဲ့မရသေးဘူးတိထိုက်တာလေ့လာထိုက်တာတင်ယူရမယ် little knowledge is very dangerous ဆိုလိုပဲမတင်ယူပဲလုပ်ရင်တော့ကြောက်သေးကြမှာတေချတယ်ဒါကြောင့်တတိယအချက်ဖြစ်တဲ့တင်ယူမှုအပိုင်းကိုအပြည့်အဝတင်ယူပါနံပါတ်4စတုဒ္ဓအချက်လှုပ်ဆောင်ပါတင်ယူတက်မြောက်ယုံနဲ့လည်းမရသေးဘူးတိတဲ့အတိုင်းမနာမနေလှုပ်ဆောင်ရမယ်ဘလို့လှုပ်ဆောင်ရမလဲဆိုရင်မအောင်မြင်မချင်းတရက်မှငါမနာဘူးဆိုတဲ့စိတ်နဲ့လှုပ်ပါနာရီတောင်းတရက်10နာရီ3နှစ်တစ်ဆက်မလုပ်ရမယ်လောကမှာအလုတ်လုပ်ပြီးတည်သွားတဲ့သူမရှိဘူးအလုတ်မလုပ်ပဲစင်ရဲဘဝဖြတ်တန်းရမှဒါအဲ့ဒီစင်ရဲချင်းကသာတင့်ကိုတက်လိမ့်မယ်ဆိုတာမှတ်ပြီးလုပ်ပါနံပါတ်5ပစ္စမအချက်ပြန်လဲသုံးတက်ပါလှုပ်ဆောင်နေုံနဲ့မအောင်မြင်ဘူးသေးဘူးဆိုရင်ပြန်လဲသုံးတက်ပါကိုယ့်ရဲ့လှုပ်ဆောင်ချက်ပါချွတ်ရင်နေလဲပါမားနေလဲပြန်သုံးတက်ပါအားနေတဲ့အပိုင်းချွင်းနေတဲ့အပိုင်းကိုပြန်လဲပြုပြင်ပါအောင်မြင်သူတွေကိုပြန်မေးပါနေလိုင်းတွေကိုပြန်သုံးတက်ပါအားနေနေရင်ပြောင်းလဲဖို့လုံးဝမတွင်းဆုပ်ပါနဲ့ဒီအချက်၅ချက်တင့်စမှာရှိပြီဆိုရင်တင်အောင်မြင်ပြီလို့တတ်မှတ်လို့ရပါပြီခင်ဗျာအကဲနားဆင်ကြတဲ့ပရိသတ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ